event တွေ့ရမလားဒီ event ကဘယ်လိုလုပ်ရတာလဲဆိုတာကျွန်တော်ပြောပြမယ်ဒီ event ကကျတော့ဒီမှာရှိရဲ့ answer တုံးလေးတွေ့ရမလားဒီရဲ့ answer တုံးလေးအဲ့ဒီ answer တုံးလေးတွေနဲ့လှည့်ပြီးတော့ရွှေလေးယူရမှာဒီရဲ့ရွှေ4000ရမယ်ဆိုရင်ရွှေ4000ရမယ်ဆိုရင်ပူပူကိုပါစကင် free ရမှာ okay free နော်တင်းတော့နားကြမှာတာမဟုတ်ဘူး free ရမှာဒီရဲ့ပူပူကိုပါစကင်ကို4000နဲ့လှည့်လို့ရမှာတခြားဒီမှာရတဲ့ဘာလဲတခြားဒီမှာရတဲ့ graffiti တို့ဒီရဲ့အယုတ်တို့ဘာတို့ဒါ spawn fat တို့ elimination fat တို့လည်းရှိရယ်ပူပူကိုပါစကင်ယူခြင်းနဲ့ဆိုရင်အဲ့ဒီ answer တုံးလေးလှည့်ပြီးတော့လောက်ပါမယ်ကျွန်တော်ကတော့ answer တုံးမရှိလို့လဲလို့မရလဲပြလို့မရဘူးပေါ့ဒီကတော့လည်း mini game လေးတွေလည်းရှိတယ်အဲ့ဒီဖုန်းပုံစံမျိုးလေးပါတဲ့ဥစ္စာတွေဆို mini game လေး question mark ကကြတော့ကုကြရန်ကြမယ်ဘာကလဲအဲ့ဒီဥပုံစံမျိုးလေးတွေကကြတော့ခွဲလိုက်ရင်ရွှေလေးရတယ်အဲ့ရွှေလေးတွေကကြတော့ဒီမှာဖောက်မီဆိုရဲ့ထဲဝင်လိုက်ဒီရဲ့ဥစ္စာလေးကိုနှိပ်လိုက်အဲ့ဒါရတယ်ပေါ့ပြီးတော့အဲ့ဒီ115တို့အမြောက်115တို့အမြောက်110တို့ကရွှေတွေရမှာအဲ့ဒီနေရာကိုကြာမယ်ဆိုရင်ရွှေတွေရမှာအဲ့ဒါကအကိုင်းရဲ့အမှတ်မိဒေတာမသိဘူးအကိုင်းရဲ့စကင်လေးပါတီစကင်လေအဲ့ဒီစကင်တော့လှည့်တယ်လို့မျိုးပဲလှည့်ရမှာအကိုင်းရဲ့ပါတီစကင်တော့လူမျိုးပဲလှည့်ရပါโอเคဒါဆိုနားလည်ကဲဗီဒီယိုလေးကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ဒီရဲ့ဗီဒီယိုလေးနဲ့ဒီတို့ဒီရဲ့ပူပူပါစကင်ဘယ်လိုယူရလဲဆိုတာတည်သွားကြပါခင်ဗျာ